ကျွန်တော်အပတ်စဉ်လုပ်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့ Q&A session ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါနဲ့ပြည်သူများပါစေ user review tag channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အပတ်စဉ်လုပ်ပေးနေကြကျွန်တော်တို့ရဲ့ဒါ YouTube exclusive program တစ်ခုဖြစ်တဲ့ Q&A session ကနေပြီးတော့အကုန်လုံးပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ် Q&A session ဆိုတဲ့ဥစ္စာလေးကိုမသိရသေးတဲ့သူတွေအတွက်ရှင်းပြပေးရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ user review tag channel ရဲ့ YouTube channel မှာဆိုလို့ရှိရင်ဒါ Q&A session ဆိုပြီးတော့ရှိရပါတော့အဲ့ဒီမှာဆိုလို့ရှိရင်ကိုကသိချင်တဲ့မိကုန်းတွေကိုလာပြီးတော့မေးလို့ရတယ်ကျွန်တော်တို့ကတက်နိုင်တဲ့လောက်ပြန်ပြီးတော့ဖြည့်ပေးသွားတယ်ပေါ့နော်တချို့ဟာတွေကိုစာနဲ့ပြန်ပြီးတော့ဖြည့်ပေးတယ်တချို့ဟာတွေကိုကျွန်တော်ဒီဗီဒီယိုနဲ့ပြန်ပြီးတော့ဖြည့်ပေးရလေးတွေရှိရပေါ့နော်အကြောင်းမလို့သိချင်တာလေးပါလေးရှိရဆိုလို့ရှိရင်ဒီမှာစုပြီးတော့လာမေးတာကတော့အများကြီးပို့ပြီးတော့အဆင်ပြေတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်သတင်းကောင်းပါချင်တာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ဒီမှာမေးခဲ့တဲ့မိကုန်းတွေအကုန်လုံးကျွန်တော်နောက်ထပ် session တစ်ခုကြာရင်အဲ့ဒါကိုပြန်ပြီးတော့အဖြေယူသွားမှာလည်းဖြစ်တာပေါ့နော်ဆိုတော့ဗီဒီယိုလေးတစ်ခုပဲစလိုက်တော့ပထမဆုံးမေးထားတဲ့အကောင့်နာမည်ကတော့အောင်ခင်ဦး1ဆိုတဲ့အကောင့်နေပြီးတော့မေးထားတယ်ပေါ့နော်အခုအချိန်မှာတဲ့ iPhone 14 Pro Max နဲ့15 Pro Max ဘယ်ဟာပိုဝယ်သင့်လဲ user experience ကြီးကြီးမားမားကွာခြားမှုရှိရင်သိချင်ပါတယ်တဲ့အခုအချိန်မှာဝယ်မယ်ဆိုလို့ရှိရင်တော့15 Pro Max ကိုဝယ်ဖို့အတွက်ပဲကျွန်တော်တန်းပြီးတော့ recommend ပေးခြင်းတယ် weight ရရော display ရရောကန်ရတဲ့ feeling ရရောဘာညာရောအကုန်လုံးက15 Pro Max ကအများကြီးပို့ပြီးတော့တာရဲလို့ပြောလို့ရတယ်ပေါ့နော်အကြောင်းမလို့အခုချိန်မှာဝယ်ဖို့စဉ်းစားရဲဆိုလို့ရှိရင်တော့15 Pro Max ကိုဒါနည်းနည်းပို့ဆိုင်ပြီးတော့ဝယ်လိုက်ဖို့အတွက်ကျွန်တော်ကအကြံပေးခြင်းနဲ့နောက်ထပ်ဗီဒီယိုတစ်ခုနဲ့ဆက်ပြီးတော့တွားလိုက်အောင်မိထားတဲ့အကောင့်နာမည်ကတော့ Eversmile 796ဆိုတဲ့အကောင့်နေပြီးတော့မှန်ထားတာပေါ့နော်9သိန်းပတ်ချာလဲစက္ကန့်ဈေးကွက်မှာ3လို့ကောင်းသေးတဲ့ O flash လေးတွေကြောင့်လုပ်ပေးပါအောင်တဲ့အဲဆိုတော့အခုချိန်မှာကျတော့ second market မှာဈေးအရင်မငြိမ်တဲ့အတွက်ကြောင့်တချို့ဆိုင်တွေကဈေးများတာရှိတယ်တချို့ဆိုင်တွေကဈေးနည်းတာရှိတယ်ပေါ့နော်အကြောင်းမို့ကျွန်တော်တို့ကလောက်ရတာဒီ second market မှာဆိုလို့ရှိရင်တော့နည်းခက်ခဲတယ်ဆိုတဲ့အနေအထားမျိုးတွေမှာရှိတယ်ဒါပေမဲ့ကျွန်တော်တက်နိုင်တဲ့လောက်စူးစမ်းပြီးတော့လုပ်ပေးပါမယ်အဲ့ဒါလေးကိုလည်းကျွန်တော်မှတ်ထားပြီးတော့နောက်ထပ်ဒီဗီဒီယိုတွေလုပ်တဲ့အခါကျလို့ရှိရင်အဲ့ဒါလေးကိုပါ segment တစ်ခုအနေနဲ့ထည့်ပြီးတော့ကျွန်တော်လုပ်ပေးသွားပါမယ်ဒီကြားရတော့ဘယ်ချိန်မှတင်ပြမလဲဘာညာတခြားမသိသေးဘူးပေါ့နော်လုပ်ပေးမယ်ဆိုတဲ့အကြောင်းလေးပဲကျွန်တော်ပြောထားချင်တာဖြစ်ပါတယ်နောက်ထပ်မေးခွန်းတစ်ခုနဲ့ဆက်ပြီးတော့တွားလိုက်အောင်မေးထားတဲ့အကောင့်နာမည်ကတော့ Tracy 1011ဆိုတဲ့အကောင့်နေပြီးတော့မှန်ထားတာပေါ့နော်။တော့ဗာမေးထားလဲဆိုလို့ရှိရင်တော့ CV4 Pro နဲ့ iPhone 13 second ဆိုရင်ရောဘယ်ဟာရွေးတင်လဲ Pro တဲ့ CV4 Pro လောက်တော့ကျွန်တော်တို့မစဉ်းစားစေချင်တော့ဘူးပေါ့နော်။စဉ်းစားမယ်ဆိုလို့ရှိရင်တော့ CV5 Pro လောက်ကစပြီးတော့စဉ်းစားစေချင်တယ်။ all rounder မှာအများကြီးပို့ပြီးတော့ကောင်းတယ်ပေါ့နော်။ကင်မရာရရော hand feeling ရော haptic motor ရောဒီ battery အများကြီးပိုခံသွားတာရောအကုန်လုံးခြုံကြည့်မယ်ဆိုရင် CV5 Pro ကတော်လေးရွေးချယ်တဲ့ထဲမှာပါတာဖြစ်တဲ့အတွက်ကြောင့်အဲ့နှစ်ခုတွေကဆိုလို့ရှိရင်တော့ကျွန်တော် CV4 Pro ထက်စာရင်တော့ CV5 Pro လေးကိုပို့ပြီးတော့ရွေးချယ်စေချင်တယ် iPhone 13ကိုတော့အခုချိန်မှာ second ဆိုရင်တော့ကျွန်တော်ကတော့မရွေးစေချင်တော့ဘာလဲဆိုတော့အနောက်မှာ generation လည်းများနေပြီဒီကောင်ထွက်တာလည်းနေကြသွားပြီဆိုတော့ performance ကလည်းကျနေပေါ့နော်အကြောင်းမလို့အနှစ်ခုတွေကဆိုရင်တော့ကျွန်တော်ကတော့အကြံထက်ကွန်ပြီးတော့ CV5 Pro လေးကိုရွေးချယ်စေချင်ပါတယ်နောက်ထပ်မိကွန်းတစ်ခုနဲ့ဆက်ပြီးတော့သွားလိုက်အောင်မိထားတဲ့အကောင့်နာမည်ကတော့ကြော့မှုခင်ခင်ဆိုတဲ့အကောင့်နေပြီးတော့ကျွန်တော်မှန်ထားတယ်ပေါ့နော်ဆိုတော့ဒီညီမလေးလားအမလားတော့မသိဘူးကျွန်တော်လာပြီးတော့ဒါနဲ့ဆိုမေးတာ2ခေါက်လား3ခေါက်လားမသိဘူးရှိပြီကျွန်တော်မှတ်မိတယ်ပေါ့နော်အဲဆိုတော့ Vivo X200 iQOO 13 K90 Pro Max ရဲ့ကင်မရာအဆင်ပြေပြီး main click ကင်ဖို့ရေရှည်အဆင်ပြေမဲ့ဖုန်းလေးညွှန်ပေးပါအောင်ရှင်daily use က mobile legend 4ဘွဲလောက်ဆော်ပြီး social နဲ့ movie လောက်ပဲကြည့်ပါတယ်တဲ့အသုံးခုထဲမှာဆိုလို့ရှင်တော့flagship တန်းဝင်ကတော့ H200 နဲ့တစ်ဖက်က iQOO 13နဲ့ပေါ့နော်ဒါပေမဲ့အဲ့နှစ်ခုစလုံးကျွန်တော်အရင်ကြီးသဘောမကျဘူးအထက်မှာဆိုတော့ K90 Pro Max ကိုတော်တော်လေးသဘောကျတဲ့အထက်မှာပါတယ်ကျွန်တော်ဒီချိန်မှာဘယ်ဒီဈေးထဲမှာဘယ်လောက်နဲ့ယူရမလဲဘာညာဆိုတော့ဒါလေးကလည်းစဉ်းစားတဲ့အထက်မှာထည့်လို့ရတယ်ဒါပေမဲ့အခုအချိန်ကဒီ Redmi ရဲ့ K90 Pro Max တို့ဘာတော့ထွက်ထွက်ချင်းဖြစ်တဲ့ကြောင့်ဈေးကနည်းနည်းလေးများနေရလေးတော့ရှိရပါတော့ဆိုတော့အဲ့ဒီဥစ္စာလေးတခုတော့တီးခံလိမ့်မယ်အဲ့ဒါလေးကိုဒါဈေးများတဲ့တန်ကိုတီးခံနိုင်တယ်နောက်ပိုင်းမှာဈေးထက်ကျပြီးတော့ရှုံးမှာဘာညာလည်းရှိသေးတာဖြစ်တဲ့ကြောင့်အဲ့ဒီဥစ္စာတွေကိုတီးခံနိုင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ Redmi ရဲ့ K90 Pro Max လေးကိုရွေးချယ်တာတော့အများကြီးပို့ပြီးတော့ကောင်းမှုနဲ့ရွေးချယ်မှုတစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်ဟိုကောင်တစ်ခုတော့မကြိုက်လို့မဟုတ်ဘူးဒါပေမဲ့အသုံးကိုရရမယ်ကျွန်တော်ရှင်းပေးရမယ်ဆိုရင်တော့ K90 Pro Max လေးကိုအများကြီးပို့ပြီးတော့သဘောကျတယ်ဆိုတဲ့အကြောင်းလေးကိုပြပြပေးချင်တာဖြစ်ပါတယ်ဒီနေ့ဖြေလာပေးတဲ့မိကုန်းလေးလည်းအများကြီးဖြစ်တဲ့ကြောင့်နောက်ဆုံးမိကုန်းတစ်ခုဖြေပြီးပြီဆိုလို့ရှိရင်တော့ဒီနေ့ကဏ္ဍလေးကိုအဆုံးသတ်လိုက်မှာလည်းဖြစ်ပါတယ်နောက်ဆုံးမိကုန်းတစ်ခုနဲ့ဆက်ပြီးတော့တွားလိုက်အောင်မိထားတဲ့အကောင့်နာမည်ကတော့ကျွန်တော်မဖတ်တတ်လို့ပေါ့နော်Clyde the Bug လို့ထွက်တာလားမသိဘူးကျွန်တော်မှားဝိုင်း sorry ပါဆိုတော့8370ဆိုတဲ့အကောင့်နေပြီကျွန်တော်မှန်ထားတာပေါ့နော်30ဝန်းကျင်မှာကင်မရာတီးတန့်အတွက်ဘယ်ဟာလေးရွေးတင်လဲဗျလက်ရှိက Pixel 7 သုံးနေတာပါXiaomi Redmi Huawei အဲ့ဒါတွေတော့မကြိုက်လို့ပါတဲ့ဆိုတော့လက်ရှိ Pixel ကင်ထားတဲ့သူတယောက်အနေနဲ့တခြားကင်မရာ taste ကိုတွားဖို့ဆိုတာတော့အရန်တော့မလွယ်ကူဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်း Pixel phone ကိုအကြာကြီးကင်ခဲ့တယ်အဲ့မတိုင်ခင်တော့ကျွန်တော် OnePlus fan ပေါ့နော် OnePlus 66ကင်တယ်အဲ့ဒါပြီးသွားတဲ့အချိန်မှာ OnePlus နဲ့နီးစပ်တူတာ Google Pixel ဖြစ်တော့ကျွန်တော် Pixel ကိုလည်းကင်ငယ်သေးတယ်ပေါ့နော်နောက်ပိုင်းမှာဘာလို့မကင်ဘူးလဲဆိုတော့ချို့သော feature လေးတွေအဆင်မပြေတာလေးရှိတယ်ဥပမာ home button ကအပေါ်နဲ့အောက်နဲ့မှားနေတာတို့ပြီးလို့ရှိရင်ဒီ home display မှာဆိုလို့ရှိရင်လည်းအောက်က search bar
ယူကျွန်တော်ဖျောက်လို့မရတာတို့ပြီးတော့အားမခံတာတို့ပေါ့နော်အဲ့လိုမျိုးတွေကြောင့်ကျွန်တော်နောက်ပိုင်းမှာဆက်ပြီးတော့မကင်ပြတ်တော့တာပေါ့နော်ဆိုတော့ Pixel ရဲ့ camera taste ကိုကြိုက်နေတဲ့သူဆိုလို့ရှိရင်တခြားတွေကသွားဖို့ဆိုတော့တော်တော်လေးခက်ခဲနိုင်တယ် iPhone ကိုသွားမှာပဲအဆင်ပြေမယ်ဆိုတော့အနေထားမျိုးလေးကိုဖြစ်လိမ့်မယ်ပေါ့နော်အကြောင်းမလို့ Pixel တွေကကင်နေတာဆိုလို့ရှိရင်တော့30ဝန်းကျင်ဘာညာဆိုတာတဲ့လက်ရှိလေ Pixel 7ကင်ထားတယ်ဆိုရင်တော့ Pixel 8သို့မဟုတ် Pixel 9လောက်ကိုတော့တက်လိုက်တော့အများကြီးပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ထင်တယ်ကျန်တဲ့ဖုန်းတွေကရွေးလို့ရှိရင်တော့ဘလို့မအောင်ခုရဲ့ days ကအဆင်ပြေပြီးတော့ကောင်းတယ်လို့ခံစားမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးတခုခုကလိုအပ်ချက်ရှိနေတယ်ဆိုတော့ခံစားချက်မျိုးခံစားနေတယ်ဖြစ်တော့ကြောင့်ကျွန်တော်ကအကြံပေးလို့ပဲ Google Pixel တွေကပဲထပ်ပြီးတော့စဉ်းစားဖို့အတွက်ကျွန်တော်တို့အကြံပေးခြင်းတယ်ဆိုတော့အကုန်လုံးလည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်လူချင်းမင်းကိုယ်တိုင်လည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ထပ်ပြီးသိချင်တာလေးတွေမေးချင်တာလေးရှိတယ်ဆိုလို့ရှိရင်လည်းဒီယောက်က comment ထဲမှာဝင်ပြီးတော့မှတ်ငယ်ပေးလို့ရပါတယ်ကျွန်တော်နောက်ထပ် episode တစ်ခုကြာလို့ရှိရင်တော့ဒါကိုပြန်ပြီးတော့ဖြည့်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ Philip ပါကျွန်တော်ရဲ့ video လေးကြည့်ရှုမယ်ဆိုလို့ရှိရင် VPN လေးခံပြီးတော့ကြည့်ရှုဖို့အတွက်မြတ်တိုင်းခံချင်ပါတယ်ကြည့်ရှုအားပေးကြတဲ့ဒုတိယချင်းတောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြားရတယ်ဆိုလို့ရှိရင်လည်း like and subscribe notification တွေပြောကူညီပေးမိပါနဲ့ကြည့်ရှုပေးကြတဲ့ဒုတိယချင်းတောင်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရနေပဲကျွန်တော်တို့နောက်ထပ် video တစ်ခုကြာမှာပြန်လည်ကြုံရကြတာပေါ့